ဟုတ်ကဲ့မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့ချင်းမိုက်ကိုသွားဖို့အတွက်မိုးချက်ကားဂိတ်ကိုထွက်ခွာနေတာဖြစ်ပါတယ်ဒါကတော့မိုးချက်ကိုသွားနေတဲ့လမ်းကဘာကုန်းမျိုးရဲ့အလှတရားတွေဖြစ်ပါတယ်ဘာကုန်းမျိုးကြီးကတော့အရန်လှပါတယ်ခင်ဗျတိတ်မြင့်စောက်အုံတွေနဲ့အရန်ကိုမှလှနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်မိုးချက်ကိုရောက်သွားပြီဖြစ်ပါတယ်ဒါတော့မချမ်းမှာကျွန်တော်ပဲပေးနေတာပေါ့နော်ဟောတော့ရှောက်နေပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဘိုက်စားလာတာပေါ့နော်ဒါတော့ထမဲသွားစားမှာပေါ့နော်ဟုတ်ကဲ့ထမဲသွားစားမယ်ဆိုပြီးတော့ပြန်သွားလိုက်တာဖြစ်ပါတယ်မချက်ကာကွယ်ရလှပါတယ်ဒါကတော့စားပြီးဆိုတဲ့သဘောပေါ့နော်ကားပေါ်ရောက်နေပါပြီကားပေါ်ကနေပြီးတော့ဒီကျွန်တော်တို့စတင်ထွက်ခွာပြီးတော့အခုကတော့ကျွန်တော်တို့ချင်းမိုင်ကိုစတင်ရောက်ရှိနေပါပြီခင်ဗျဒါတော့ချင်းမိုင်ရဲ့ကာကွင်းဖြစ်ပါတယ်ကျွန်တော်တို့အိမ်စီကားနဲ့မသွားပါဘူးစီဖူးမကိုက်လို့ပါဒါတော့ကျွန်တော်တို့ကာကွယ်ကနေပြီးတော့စတင်ထွက်ခွာနေတာဖြစ်ပါတယ်ကျွန်တော်တို့ကားလာကျူတာပေါ့နော်ဒီမှာကားဝင်လာတာတွေ့တယ်ဒါတော့ကျွန်တော်တို့ကားနဲ့သွားပြီးတော့အိမ်ရောက်ပြီးမှကျွန်တော်တို့အိမ်မှာရှိတဲ့စိုက်ကဲယူပြီးတော့တက်ပင်ကြီးလမ်းမှာပေါ့နော်ကျွန်တော်တို့စိုက်ကဲနဲ့ဖြုတ်နေတာဖြစ်ပါတယ်ဘယ်သွားလဲဆိုတော့ဆဲဘင်းကိုသွားပါတယ်ခင်ဗျကျွန်တော်တို့ကရုပ်တရက်ထွက်လာတော့ဘာပစ္စည်းမှပါလာတာမျိုးမရှိဘူးအဲ့ဒါကြောင့်ဆဲဘင်းမှာသွားပြီးတော့သွားတိုက်တန်နေကြီးတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဟိုတယ်ကိုဖြုတ်တာဖြစ်ပါတယ်ဟိုတယ်ကိုသွားတဲ့လမ်းလေးလည်းတာရပါတယ်ခင်ဗျကျွန်တော်နောက်နေ့မှပဲကျွန်တော်တို့ဒီထဲကချင်းမိုင်ရဲ့အလှတရားမန္တလေးကျောင်းလို့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးကိုပြပေးမှဖြစ်ပါတယ်အခုကတော့ဒီလောက်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျအလုပ်ပါရှင်ပဲလစ်တင်းနေပါလားလစ်တင်းနေပါလားရှင်ပဲစား